မင်္ဂလာပါကျွန်တော်ရဲ့ MTC မြန်မာ Technical Channel မှာຫນွေထွေးစွာထပ်မံကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာတွေကတော့ Oppo ဖုန်းတုံးထားတဲ့တူတိုင်းနံပါတ်1ဖုန်းဆက်အရင်လေးနေတယ်ဆိုရင်ကျွန်တော်တို့ဖုန်းဆက်ကိုဘယ်လိုရှင်းမလဲပေါ့ပါလို့အောင်ပေါ့နော်ပြီးရင်နံပါတ်2ဖုန်းဆက်အရင်လေးနေတယ်အဲ့ဒါကိုမှကျွန်တော်တို့အနေနဲ့ဒီဖုန်းကိုဖုန်းအသစ်တိုင်းလုပ်ချင်တယ်ဆိုရင်ဘယ်လိုလုပ်အောင်မလဲဆိုတာတကယ်လို့မသိဘူးဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါဆိုတော့နံပါတ်1ဖုန်းဆက်လေးနေတယ်ဆိုရင်ဘယ်လိုရှင်းမလဲဆိုတာကျွန်တော်တို့အနေနဲ့ File Manager တို့ပုံထဲမှာတော့ပြီးရင်ဗီဒီယိုထဲမှာတော့အဲ့လိုတင်ဆင့်သွားရတာရှိရပါတော့ဆိုတော့ဒါပေမဲ့တနေရာထဲမှာစုပြီးမှရှိတဲ့ setting တွေကdata လေး storage ဘယ်လောက်ရှိတာလဲဆိုတော့ကျွန်တော်တစ်ချက်ပြပေးပါမယ်ပထမအဆုံးအနေနဲ့ setting ထဲဝင်မယ်ပေါ့နော် setting ထဲဝင်ပြီးတော့ပြီဆိုရင်ဒီအောက်ထဲကabout device ဆိုတာလေးရှိတယ်အဲ့ဒါလေးတစ်ချက်နှိပ်လိုက်ပြီးတော့ပြီဆိုရင်ဒီမှာ storage ဆိုတာလေးရှိတယ် storage ကိုတစ်ချက်နှိပ်လိုက်ပါဒီခုလောလောဆယ်ဆိုရင်ဒီဖုန်းမှာဆိုရင် memory က 256GB ရှိတယ်ဒါပေမဲ့ storage အနေနဲ့ဆိုရင် 230GB 230ရှိတယ်ပေါ့နော်အဲ့ထဲမှာ application ဆိုရင် 104GB တို့ email 25GB တို့ပြီးတော့ video ဆို 51GB တို့တချင်း audio ဆိုရင် megabyte 840ရှိတယ်ပြီးရင် file တွေဆိုရင် 1GB လောက်ရှိတယ်ပေါ့နော်အဲ့မှာ system မှာဆိုရင် 8GB RAM မှာဆိုရင် 16အဲ့လိုရေးထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဟိုထဲမှာတွားပြီဆိုရင်တစ်စင်းချင်းစီတွားရင်မှဖြတ်ရမှာဒါပေမဲ့ကျွန်တော်တို့ဒီထဲမှာရောက်ပြီဆိုရင်တန်းဖြတ်လို့ရတယ်။ကိုကဘယ်ဟာမချက်ကြလဲအကုန်ဖြတ်လို့ရတယ်ပေါ့နော်။ထားပါတော့ application မချက်ဘူးဆိုရင်ဘယ်ဟာဖြတ်မလဲတစ်ခုချင်းစီဖြတ်လို့ရတယ်။ပုံဆိုရင်လည်းအဲ့လိုပဲ video ဆိုရင်လည်းကျွန်တော်တို့ဘယ်ဟာကိုဖြတ်မလဲဖြတ်လို့ရတယ်အဲ့လိုလေးပေါ့နော်။တကယ်လို့ကျွန်တော်တို့အနေနဲ့အကုန်လုံးဖြတ်ချင်တယ်ဆိုရင် clear app ကိုချပေးလိုက်ပြီဆိုရင်ကျွန်တော်တို့အနေနဲ့ဆက်ကပေါ့သွားတယ်ဒါကျတော့ဖုန်းဆက်ရှင်ကြီးပေါ့နော်မနေ့တစ်ချက်ကကျတော့ကျွန်တော်တို့အနေနဲ့ဒီဖုန်းကိုသုံးထားတဲ့ဖုန်းကိုဖုန်းအသစ်တိုင်းလုပ်ချင်တယ်ဆိုရင်ဒီမှာ system ရှိတယ် system ထဲကိုတစ်ချက်ဝင်လိုက်ပြီးတော့ပြီဆိုရင်ဒီမှာ back and reset ဆိုမှရှိတယ်အဲ့အော်လေးကိုတစ်ချက်နှိပ်လိုက်ပါအောက်နားလေးကပေါ့နော် reset phone ဆိုမှရှိတယ်အဲ့အော်လေးကိုတစ်ချက်နှိပ်ပေးပါ okay ဒီမှာဆိုရင်ကျွန်တော်တို့အနေနဲ့ internet line လေး bluetooth line လေးချိန်ရခတ်နေတယ်တခုခုညှိနေတယ်ချိတ်လို့မရအောင်အဲ့လိုဖြစ်နေတယ်ဆိုရင်ဒီကောင်လေးကိုကျွန်တော်အနေနဲ့ reset ချလိုက်ပြီဆိုရင်ဒီကနေမှာ network နဲ့ bluetooth လေးကလုံးဝ setting အသစ်ဖြစ်တော့မယ်ပြီးတော့ပြီဆိုရင်ဒါလေးကကျတော့ setting ပေါ့ဒီ setting ကကျတော့ဒီရဟာပဲဒီ setting ထဲမှာတခုခုညှိနေတာတော့ကောင်လေး off လေးရှာမတွေ့ဘူးဖြစ်နေတယ်ဆိုရင်ဒီရဲ့ setting ကို reset ချခိုင်းတာအဲ့လိုပေါ့နော် setting reset ချလိုက်မယ်ဆိုရင်အကုန်လုံးအသစ်ဖြစ်သွားပြီပေါ့နော်အဲ့မှာကိုလိုအပ်တဲ့ setting ဘိုင်းကိုကိုယ့်ဘန်ကိုပြင်ချိန်လို့ရတယ်ပေါ့နော်အဲ့လိုလေးပြီးတော့ပြီဆိုရင်ဒီကောင်လေးကကျတော့ဒီရဲ့ဖုန်းကောထဲမှာရှိတဲ့ contact တွေခေါ်ထားတဲ့ဖုန်းလေးကိုကိုယ်ကနေမှာ session ချင်နေဆိုရင်ဒီကောင်လေး session လို့ရတယ်အဲ့လိုဆိုရင်အကုန်လုံးကအသစ်ဖြစ်သွားမှာပေါ့နော်အဲ့ဒါကိုမှဒီရဲ့ message တို့လည်းဒီရဲ့ဖြတ်လို့ရတယ် message တွေ SMS လေးဆိုရင်လည်းကျွန်တော်တို့နေဒီကောင်လေးဖြတ်လို့ရတယ်ဒီကောင်လေးလှုပ်လိုက်မယ်ဆိုရင်အကုန်လုံးပြတ်သွားမှာပေါ့နော်ဒါကျတော့တစ်ခုချင်းစီပေါ့နော်အပေါ်ကကျတော့ဒီရဲ့ internet line နဲ့ bluetooth နဲ့ဖြတ်တဲ့ဟာလေးပေါ့နော်ပြီးရင် star တွေကကျတော့ setting ဒီရဲ့ setting ထဲမှာကျွန်တော်တို့နေနဲ့တခုခုရှာမမြင်ရတာတို့တခုခုရှာမရတာတို့ဒီရဲ့setting ညှိနေတာတို့ on off တွေရှာမတွေ့တာတို့အဲ့လိုရှိတယ်ဆိုရင်ကျွန်တော်အနေနဲ့ဒီမှာ reset all setting ကိုချပေးလိုက်လို့ရတယ်ပြီးတော့ပြီဆိုရင်ဒီရဲ့ content တွေဖုန်းခေါ်ထားတဲ့ဟာလေး message တွေ SMS လေးဆိုရင်လည်းကျွန်တော်အနေနဲ့ဖြတ်လို့ရတယ်နောက်ဆုံးကိုကနေမှာဒါကြောင့်တစ်ခုချင်းစီပေါ့နော်တစ်ခုချင်းစီမဖြတ်ချင်ဘူးဖုန်းကိုအသစ်တိုင်းလုပ်ချင်နေဆိုရင်အဲ့မှာ error all data ဆိုမှရှိတယ်အဲ့ဒါလေးကိုတစ်ချက် password လေးလုပ်ပြီးတိုင်းမယ်ဆိုရင်ဒီကနေမှာ reset ဆိုမှတောင်းပါပေါ့နော်တောင်းပြီးတော့ပြီဆိုရင်ဖုန်းထွက်လာလိုက်ချိန် second ပွင့်လာလိုက်ချိန်ဖုန်းကလုံးဝအသစ်ဆက်အတိုင်းဖြစ်နေမှာပေါ့ဒါကကျတော့ကျွန်တော်ဒီနေ့ပြောပြပေးတဲ့နံပါတ်1ကျွန်တော်ဖုန်းဆက်ကိုဘယ်လိုရှင်းရမလဲဆိုတာရယ်နံပါတ်2ဖုန်းအသစ်ကိုဘယ်လိုပုံစံနဲ့ပြန်မှလုပ်မလဲဆိုတာလေးကိုကျွန်တော်ဒီနေ့ပြောပြပေးတာပဲဖြစ်ပါတယ်ကျွန်တော်ဆိုင်မှာသွားမယ်ဆိုရင်ကျွန်တော်တို့နေ session တာတို့ဒီရဲ့setting ဖုန်းအသစ်တိုင်းလုပ်တာတို့ဆိုရင်အနည်းဆုံး1000 2000အဲ့လောက်ဝင်ကျင်လောက်တောင်းတာရှိတယ်ပေါ့နော်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးတို့အကျိုးရှိမယ်လို့ယူဆပါတယ်အားလုံးပဲ good luck ပါ